ဟုတ်အကိုရပါပြီဟုတ်ဟုတ်ကဲ့ဟုတ်ဒီနေ့ကကျွန်တော်ဒီ time မှာပေါ့နော်ကျွန်တော်တို့ကခါတိုင်းတော့ရန်ကုန်တို့ဘာလို့မှနေချတာပေါ့အခုကကြတော့ကျွန်တော်တို့ဒီထိုင်းရောက်နေတာပေါ့နော်အကြောင်းမျိုးကြောင့်ဒီမှာရှိတဲ့သူတွေရောအဲ့လိုမျိုးထိုင်းလာခြင်းတဲ့သူတွေဖြစ်ဖြစ်အဲ့လိုမျိုးတစ်ခုပေါ့နော်ကိုသိချင်တဲ့ဟာတွေအဲ့လိုမေးလို့ရတယ်ပေါ့ကျွန်တော်ရဲ့ experience တွေလည်း share ပေးလို့ရတယ်ဗျဟုတ်ဒီထဲမှာဘယ်နှယောက်ရှိလဲမသိဘူးဗျတစ်ချက်လောက်မိတ်ဆက်ပေးလို့ရမလားခင်ဗျာဟုတ် Hello ဟုတ်ကဲ့ကြားလားဗျဟုတ် Hello ဟုတ်အကိုကြားရပါတယ်ဟုတ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကျွန်တော်မိတ်ဆက်ပေးပါဦးဗျကျွန်တော်အရင်မိတ်ဆက်ပါမယ်နော်ကျွန်တော်ကကောင်းမြတ်လို့ခေါ်ပါတယ်ကျွန်တော်ကဒီပြည်မျိုးကပါပြည်နည်းပညာတက္ကသိုလ်ပေါ့နော်ပြည်နည်းပညာတက္ကသိုလ်ကနေပြီးတော့ BEပွဲနဲ့ရထားတယ်အခုလက်ရှိမှာတော့ကျွန်တော်အချောင်းပေါ့နော်ဒီထိုင်းနိုင်ငံဘန်ကောက်ကိုရောက်နေပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ topic ကကြတော့ဒီထိုင်းမှာနေမယ်ပေါ့နော်ထိုင်းမှာနေမယ်ဆိုတော့ topic နဲ့ပြောပြမှာပေါ့ဆိုတော့ကျွန်တော်ထိုင်းမှာနေမယ်ဆိုရင်ဒီပထမဆုံးဒီ visa တွေကဘယ် visa တွေရှိမလဲပေါ့နော်ပြီးတော့ကျွန်တော်ဒီအလုပ်အကင်တွေဆိုပဲအလုပ်အကင်တွေလုပ်ကင်မလဲအဲ့လိုမျိုးပေါ့နော်အဲ့ဒါဒီအစင်စစ်ပေါ့ကျွန်တော်ရဲ့ဒီအတွေ့အကြုံတွေကို sharing လုပ်ပေးမယ်ဗျဆိုတော့ဒီအခုလောဆယ်ကဒီထိုင်းကိုလာဖို့အဲ့လိုမျိုးအစီအစဉ်လုပ်နေတဲ့သူတွေဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတခုခုသိချင်တာဖြစ်ဖြစ်မေးလို့ရတယ်ဗျဟုတ်ဟုတ်ကဲ့ဟုတ်အခုဒီမှာ6ယောက်ရှိရတဲ့တူရဗျဟုတ်တယောက်နဲ့တယောက်မိတ်ဆက်ပေးလို့ရမလားမသိဘူးဗျဟုတ် ဟယ်လိုဟုတ်ကို Hello ဟုတ်ကဲ့ဟုတ်မိတ်ဆက်ပေးလို့ရမလားဗျအခုရှိနေတဲ့သူတွေလေဟုတ်ညီမကတော့အခုဗာကန်ရဲ့ volunteer ပေါ့နော်ဒီမှာ record လုပ်ဖို့ ဟုတ်ကဲ့ moderate ခင်ဗျဟုတ်ညီမအခုလောလောဟောဆယ်လည်းဟုတ် ဟယ်လိုကြားလားဟုတ်ကြားတယ်ဗျဟုတ်ညီမကလက်ရှိအခုအိန္ဒိယမှာကျောင်းတက်နေတာပေါ့နော်ကျောင်းပြီးတော့မယ်နောက်အိတဲ့6န္ဒိယမှာကျောင်းပြောတယ်ပေါ့နော်ဟုတ် intern ဆင်းဖို့စဟုတ်ကဲ့ပြီးတော့ company ရှာနေတာပေါ့နော်အိန္ဒိယဘက်ကတော့သူက intern တွေကကျောင်းနဲ့ချိတ်ပြီးရဲဒါပေမဲ့ visa အခက်ခဲကြောင်းမို့လို့ပေါ့နော်ပြီးတော့သူတို့ကိုယ်တိုင်ကလည်းလူကြီးအများများဆိုကြတော့ intern တစ်ခုရဖို့မလွယ်ဘူးပေါ့နော်အဲဒါကြောင့်မို့ညီမဒီဘက်ဟုတ်ကဲ့ခင်ဗျဟုတ်ဖြစ်ဒီက time ပေါ့နော် time ဆိုလဲအကူဒါမှာအဲ့လိုရှောက်ကြည့်ဖို့တော့စဉ်းစားနေရပေါ့နော်အဲ့လိုမျိုးအလုံးရှောက်ကြည့်တဲ့အခါမှာပေါ့နော်ဒီဘာတွေလိုအပ်လဲပေါ့နော်အကဲကိုကအလုပ်ရပါပြီဆိုရင် visa တွေဘာတွေကရောအဲ့လိုဘယ်လိုမျိုးရှိလဲသိလို့ရမှာနော်ကိုဟုတ်ဟုတ်ကဲ့ဟုတ်ကျွန်တော်ဒီ time ကိုရောက်လာတယ်ဆိုရင်ကျွန်တော်တို့အလုပ်က2မျိုးရှိတာပေါ့နော်ကျွန်တော်ဒီ blue collar ပေါ့ blue collar ဆိုကျွန်တော်ဒီအောက်ခြေဝန်ထမ်းပေါ့နော်ကျွန်တော်ဒီအောက်ခြေအဲ့လိုမျိုးခန္ဓာကိုယ်သုံးပြီးလုပ်ရတဲ့ဟာမျိုးတွေပေါ့ကျွန်တော်ဒီwaiter လုပ်တာမျိုးတွေ hotel မှာကျွန်တော်ဒီcatering service မှာ banquet မှာလုပ်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးလုပ်တာမျိုးတွေဆိုရင်ကျွန်တော်တို့ကကိုရိုင်းကပေါ့နော်ကျွန်တော်ဒီ time မှာခေါ်တဲ့ပန်းရောင်ကတ်ပေါ့နော်ပန်းရောင်ကတ် back ရှိုက်ထားတဲ့ဟာမျိုးကျွန်တော်တို့မှာရှိထားရမယ်ပေါ့နော်အဲ့လိုရှိထားကမှကျွန်တော်တို့ဒီအလုတ်ခေါ်တဲ့အလုတ်ရှင်တွေကသူတို့ကခေါ်ကြတာပေါ့နော်အဲ့ဒါမျိုးကမဖြစ်မနေရှိထားဖို့လိုတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီ white collar နဲ့လာမယ်ပေါ့နော် white collar ဆိုတော့ဘယ်လိုမျိုးတွေအရလွယ်လဲဆိုရင်ကျွန်တော်တို့ဒီ time မှာကကျွန်တော်တို့ဒီအင်္ဂလိပ်စာသင်ပေးတဲ့သူပေါ့နော်အင်္ဂလိပ်စာသင်ပေးတဲ့သူဆိုတာကကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာကျွန်တော်တို့ဒီကလေးတွေပဲဖြစ်ဖြစ်ဒီမူချိုကလေးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိုပါပေါ့နော် kindergarten တွေပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုသင်ပေးတဲ့သူတွေအတွက်ဆိုရင်ကျွန်တော်တို့ကဒီဘက်မှာ ထိုင်းမှာအလုပ်အရန်လွယ်တယ်ဗျအဲ့ဆိုတည်င်းကောင်းတော့ဗျာဒီကျွန်တော်ဒီ education sector ကသူတွေကအလုပ်အရန်လွယ်တယ်နောက်တစ်ခုအလုပ်လွယ်တဲ့ white collar တွေကျတော့ကျွန်တော်တို့ဒီ back office ပေါ့နော်ကျွန်တော်ဒီ accounting ပိုင်းနေဒီ finance ပိုင်းနေဘက်ကသူတွေဆိုရင်တော့ကျွန်တော်တို့ဒီတခါတည်း company ဘက်ကအစသူတို့ဒီကျွန်တော်ဒီမှာ non immigrant business visa ပေါ့နော် non PO အစသူတို့အကုန်လုံးစီစဉ်ပေးတယ်ပေါ့နော်အဲ့လိုမျိုး2မျိုးရှိတယ်ပေါ့နော်အလုပ်လုပ်မယ်ဆိုရင်ဗျဟုတ်အခုgroup ဒီထဲမှာရောက်နေတဲ့သူတွေဟုတ်မိတ်ဆက်ပေးလို့ရမလားဗျဟုတ် Hello ဟုတ်
ကိုကျော်စီယာထွန်းဟုတ်မိတ်ဆက်ပေးလို့ရမလားဗျဟုတ်အကိုတို့ရောဒီထိုင်းအောင်လာဖို့အဲ့လိုမျိုးစီစဉ်နေတာမျိုးတွေရှိလားဗျဟုတ်ဟုတ်ကဲ့ဟုတ်ကြားရလားဗျဟုတ်အကိုဟုတ်အကိုကပြောတာကျွန်တော်မကြားဘူးဗျဟုတ်ကိုကျော်စီယာထွန်းဟုတ်တစ်ချက်လောက်ပြန်ပြောပေးလို့ရမလားဗျခုနမိုက်ကလေးတော့ပွင့်သွားတော့တွေ့ရဗျဟုတ်ဟုတ်တဖြင့်တွေ့လေမိတ်ဆက်လို့ရတယ်ဗျဒီဒန်နီယယ်ဖီတို့ဒီမှာတာတို့ဟုတ်ညီလင်းတို့ဟုတ်ပေါ့နော်ဟုတ်ကိုအကြောင်းလေးမိတ်ဆက်ပေးလိုက်ရင်ကျွန်တော်လည်းဒီဘက်ကဟို share ပေးလို့ပို့လွယ်တာပေါ့နော်ဟုတ် ဘယ်လိုကြားလာမသိ ဟုတ်ကဲ့ကိုကြားရပြီခင်ဗျဟုတ်ကဲ့ ဟုတ်ကဲ့ကျွန်တော်ကလောလောဆယ်စင်ကာပူမှာ ဟုတ်ကဲ့ကို developer လုပ် ဟုတ်ကဲ့ကို full stack developer လုပ်နေတယ်ဒါပေမဲ့ကျွန်တော် time back ကိုတကယ်လို့သွားဖြစ်ရင်ပေါ့နော်လာခဲ့ဖြစ်ရင် ဟုတ်ကဲ့ကိုဟုတ် ဒီဘက်လုပ်တည်ဒါမှမဟုတ် Euro ဘက်ကလုပ်တည်နေကျွန်တော် remote လုပ်ပြီးတော့မှနေဖို့အတွက်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ဘယ် visa တွေပါရှိလဲပေါ့ပြီးချင်ဟုတ်အဲ့ဒါလေးပြပြပေးမယ်ပေါ့နော်ကျွန်တော်မှာကအခုလက်ရှိမှာကျွန်တော်မှာမိတ်ဆွေ2ယောက်ရှိတယ်ပေါ့တယောက်ကကျတော့ကျွန်တော်ဒီစင်ကာပူကအလုပ်ကိုသူက remote အနေနဲ့ပေါ့နော်ကျွန်တော်စင်ကာပူလာကယူပြီးတော့ကျွန်တော်ဒီထိုင်းမှာလာနေတယ်ပေါ့နော်အဲ့ဒါဆိုရင်သူကထိုင်းမှာနေမယ်ဆိုရင်ကျွန်တော်ဒီ remote job ဖြစ်တဲ့အတွက်ကျွန်တော်တို့နေလို့ရတဲ့ visa တွေကကျတော့ကျွန်တော်တို့ဘယ်လိုပြောမလဲခုနနန်ပီ visa ဆိုတာထိုင်းမှာအလုပ်လုပ်မှလိုတာပေါ့နော်ကျွန်တော်ဒီ remote တမားတွေအတွက်အကောင်းဆုံးကတော့ကျွန်တော်အခု TTV ဆိုတဲ့သူတို့ခေါ်တဲ့ဟာရှိတယ်ပေါ့နော် TTV visa သူက9နှစ် visa ရမယ်9နှစ် visa ကိုသူက6လတစ်ဖြတ်စီပေါ့နော်ကျွန်တော်တို့အဲ့လိုတိုးသွားရမယ်ပေါ့6လဆိုကျွန်တော်10ချိန်ထိတိုးသွားမှာပေါ့နော်6လပြည့်တယ်ဆိုရင်သူကနိုင်ငံပြင်တစ်ချက်ထွက်ပြရမယ်ပေါ့အဲ့ဒါတော့ကျွန်တော်ဈေးအသက်တာဆုံးနဲ့ကျွန်တော်တို့ဒီ remote job တမားတွေအတွက်အသင့်တော်ဆုံး visa ပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့နောက်ထပ်အဲ့လိုမျိုးဈေးတက်တာနဲ့ဆိုရင်ကျွန်တော်ဒီဘတ်ရိုက်တယ်လို့ခေါ်တာပေါ့နော်ဒီပန်းအောင်ကက်ယူပြီးတော့သူတို့နေလို့လည်းရတယ်ဒီမှာကသူကဟိုနေထိုင်ဈေးကတော့တော်တော်တက်တာတယ်ဗျအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီမိတ်ဆွေနောက်တစ်ယောက်ကကျတော့သူကဟိုမှာလုပ်နေတာကျွန်တော်ဒီ gaming company မှာသူ developer ပုံစံမျိုးလုပ်နေတာပေါ့နော်သူဆိုရင်တော့သူကအခုဆိုကျွန်တော်ကဒီ library ထဲရောက်နေတာပေါ့ကျွန်တော်တက်တဲ့အကြောင်းပေါ့နော်ကျွန်တော်တက်တဲ့အကြောင်းရဲ့ library ကျွန်တော်ကကြောင်းတက်နေတာတော့မဟုတ်ဘူးဗျကျွန်တော်ကဟိုဘွဲ့လေရပြီးသားဆိုတော့အခုကဒီမှာဟို ED visa အတွက်ပေါ့နော် ED visa အတွက်ကျွန်တော်ဒီ library ထဲမှာရောက်နေတာအဲဆိုတော့ကျွန်တော်ဒီ educational visa နဲ့နေလို့လည်းရတယ်ကျွန်တော်တို့TTV နဲ့နေလို့လည်းရတယ်ကျွန်တော် back ရိုက်ပြီးနေလို့လည်းရတယ်ပေါ့နော်ပန်းအောင်ကတ်နဲ့နေလို့လည်းရတယ်ကျွန်တော် recommend ပေးဆိုရင်တော့ကျွန်တော်ကဟိုပေါ့ဒီ DTV ကတော့ recommend ပို့ပေးတယ်။ဘာလို့ဆိုတော့ကျွန်တော်ကုန်ချဈေးကကျွန်တော်ဒီဘတ်9000နဲ့6000ချလောက်ပဲရှိမယ်။အဲ့ဒါကိုကျွန်တော်ဒီ9နှစ်လုံးကျွန်တော်တို့နေထိုင်ခွင့်ရှိရပေါ့နော်။ပြီးတော့ကျွန်တော်ဒီနိုင်ငံအဝင်အထွက်တွေလည်းသူကအဆင်ပြေတယ်ဗျ။ဟုတ်။ document အနေနဲ့ကြတော့ကျွန်တော်ဘာကိုပြပြရလဲ။အကိုဟာဒီဟုတ်နန်းပီအတွက်ကိုယ်တိုင်ရှောက်မယ်ပေါ့နော်ကိုယ်တိုင်ရှောက်မယ်ဆိုရင်အကိုရဲ့ဒီ income statement တွေပြပေးရမယ်အကိုရဲ့ test တွေပါပြပေးရမယ်အခုဒီလာကရတဲ့ဟာကိုကျွန်တော်ဒီအခွန်ဆောင်ထားတဲ့ဟာတွေပါပြပေးရမယ်ပေါ့နော်ပြီးတော့အခုရဲ့ဘဏ်အကောင့်ပေါ့နော်အခုစင်ကာပူမှာဆိုရင်အခုစင်ကာပူဘဏ်အကောင့်တွေမှာကျွန်တော်ဒီထိုင်းငွေဘတ်9သိန်းနဲ့ညီမျှတဲ့ငွေအမောင်းရှိရမယ်โอเคပါဟုတ်အဲ့လိုမျိုးပေါ့နော်ဟုတ်ဒီ remote ကနေရတဲ့ salary ကိုပြလို့ပြရမှာလားအဲ့လိုမျိုးလားသူက salary ထက်ဆိုင်လေအခုအဲ့ salary အတွက်အခွန်ဆောင်ထားတဲ့ဟာဟုတ်အခွန်ဆောင်ထားတဲ့ဟာတွေပေါ့ဟုတ်โอเคအဲ့ဒါဒီနဲ့အခုကျွန်တော်ဒီစင်ကာပူမှာရှိတဲ့ထိုင်းတန်ရုံကိုတွားပြီးတော့ကျွန်တော် apply လုပ်လို့ရတယ်ကိုဟုတ်ကဲ့application fees က9000လားတက်တာတော့မဟုတ်ဘူးရသူကဟိုပဲသူကဟိုအစိုးရကိုတရားဝင်သွင်းရတဲ့ဟာကကြတော့ကျွန်တော်တို့ဒီ US ဒေါ်လာ400ပဲတရားဝင်သွင်းရတာဗျဟုတ်ကဲ့အဲ့ဒါ9နှစ် visa ပေါ့နော်ကျွန်တော်ခုနပြောတဲ့ဟိုဘတ်9000နဲ့ဘတ်ဟို6000လောက်ကျတယ်ဆိုတာကြတော့ကျွန်တော်တို့ဘာ document မှာ provide မလုပ်နိုင်ဘူးကျွန်တော် ဘတ်မှာပတ်ဆက်နေပါလေမလုပ်နိုင်ဘူးပေါ့နော်ကျွန်တော်ဘက်က service ယူပြီးလုပ်တဲ့ဟာပေါ့အဲ့လိုမျိုးဆိုရင်တော့အကိုတို့ဘာမှမလုပ်ဘူးကျွန်တော်ဒီ passport ပေးလိုက်မယ်ပြီးတော့ကျွန်တော်ဒီ
ဒီ passport မှာပေါ့နော်ဒီထိုင်းနိုင်ငံထွက်သွားတဲ့တုံးပေါ့အခုစင်ကာပူဆိုလဲစင်ကာပူကနေလှန်လျှောက်လို့ရတယ်ပေါ့နော်အဲ့ဒါမျိုးကတော့အခုဘာမှအာရုံတော့မခံချင်ဘူးဆိုရင်တော့အဲ့လိုလျှောက်လို့ရတယ်ဒါပေမဲ့အဲ့ဒါတွေကကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီ6လတစ်ခါတက်တန်တိုးတဲ့အခါမှာသူကဟိုဟာလုံနိုင်တယ်သူကဒီအခုနောက်ပိုင်းဆိုထိုင်းမှာပြန်အဝင်တွေကိုချစ်တာတွေပဲရှိတယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်ချင်ဘူးဆိုရင်ကျွန်တော် recommend ပေးလို့ရတာနှစ်ခုရှိတယ်သူကထိုင်းကို culture ထိုင်းနိုင်ငံ culture ကိုသူက promote လုပ်နေတဲ့အနေနဲ့သူကအခုကသူမိတ်ဆက်ထားတာပေါ့နော်အခုတို့လည်းကြားဖို့လိမ့်မယ်မှွေထိုင်းဆိုတာရှိတယ်ကျွန်တော်ဒီအားကစားလေးထိုင်းရဲ့ဒီလက်ဝိတ်ပေါ့နော်မှွေထိုင်းရှိမယ်မှွေထိုင်းရဲ့အခုတို့DTV ရှောက်လို့ရတယ်ဘာလို့ဆိုတော့သူကဒီထိုင်း culture ကို promote လုပ်တဲ့အနေနဲ့ဒီမှွေထိုင်းသမားတွေကိုသူကဒီ digital nomad 9နှစ် visa ပေးတယ်ဒါမှမဟုတ်အဲ့ဒါကိုကမှွေထိုင်းအောင်စိတ်ဝင်စားဖို့အမျိုးသမီးတွေဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီ Thai culture cooking ပေါ့နော်ထိုင်းရိုးရာဟင်းချက်နီးကိုအပ်ပြီးတော့လေကျွန်တော်တို့ဒီ9နှစ် visa ရှောက်လို့ရတယ်အဲ့ကောင်းနေဆိုရင်တော့ကျွန်တော်တို့ကဒီနိုင်ငံအဝင်အထွက်ပေါ့နော်ကိုကနိုင်ငံအဝင်ထွက်ခဏခဏလုပ်တဲ့သူဆိုရင်အဲ့ဒါမျိုးဆိုကျွန်တော်ဒီ immigration မှာအရစ်ခံရတာမျိုးတွေကျွန်တော်တို့မရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးခင်ဗျမွေထိုင်းနဲ့ကြတော့ဘာတွေ document ဘာတွေပြအခုမှွေထိုင်းကကြတော့ဘာ document မှပြเสียရမလို့အခုကျွန်တော်ဒီမှွေထိုင်း class ကိုသွားအပ်လိုက်ရင်အခုကအဲ့ဒါကိုအဲ့စာရွက်နဲ့ယူပြီးတော့ကျွန်တော်တို့ရှောက်လို့ရပြီပေါ့ကိုအဲ့မှာမွေထိုင်း class တစ်ခုတက်လိုက်ရင်ရပြီလို့ပြောလားဟုတ်တယ်ကိုမှွေထိုင်း class ကိုအခုအပ်လိုက်ပြီဆိုရင်အခု bank statement တွေပါလည်းမလိုတော့ဘူးအခုအဲ့ဆို तू ကဒီ Thai culture သူအဲ့ဒါကကျွန်တော်တို့အချောင်ဆုံးလို့ပြောလို့ရပါဘောเนาะဘာလို့ तू ကပုံမှန်အခုဗျာအခု remote job တွေနဲ့အခုတကယ်ရှိတဲ့ remote job နဲ့ရှောက်ရင်တော့မှ तू ကဒီလိုမျိုးရှစ်တာတွေရှိတယ်အခုအခွန်တွေပါပြန်တောင်းပါတွေပါဟိုပြခိုင်းတာတွေပါရှိနိုင်တယ်ပေါ့เนาะအဲ့ဆိုအခုတို့အဲ့လိုမျိုးပြီးတော့အဲ့ reject လည်းကြာနိုင်တယ်အခုဘက်ကအကုန်မှန်ကန်သည့်တိုင်အောင်ကျွန်တော်တို့ဒီအခုလည်းချားမိပါပါထိုင်းမှာဒီ TTV visa reject တွေလည်းအရန်များနေဆိုအခု reject လည်းထိနိုင်တယ်ပေါ့เนาะအဲ့လိုမျိုးရှိတယ်ဗျဟုတ်ကဲ့အဲ့ remote လုပ်တာတွေပါကြတော့အဲ့မွေထိုင်းနဲ့ဆိုလည်းဘာမှမဖြစ်ဘူးပေါ့နော်ရတယ်အဓိကကျတော့အကိုတို့ဟိုဟာဒီထိုင်းမှာကအကိုတို့ visa တစ်ခုရှိနေတယ်ဆိုရင်အကိုတို့ကထိုင်းမှာအလုပ်လုပ်တာမဟုတ်တာဖြစ်တဲ့အတွက်အကိုကြိုက်တဲ့ visa နဲ့နေလို့ရတယ်ဟုတ်ကဲ့ပါဟုတ်နောက်ဆုံးပိတ်ပြအကိုတို့လုံးဝအကုန်ကြတက်တာချင်းလုံးဝဒီသူတို့ခေါ်တဲ့ immigrant ပေါ့နော် immigrant ကျွန်တော်တို့ဒီပန်းရောင်ကတ်ပေါ့ဗိုက်ရိုက်လိုက်ရင်တော့မှရတယ်ဗိုက်ရိုက်တာဆိုအကိုတို့တစ်နှစ်မှဟိုပေါ့ဒီလူပေါ်ကိုရဲ့ယူတဲ့ service ပေါ်မှာမူတည်ပြီးတော့အကိုတို့ time back 9000လောက်ကနေပြီးတော့1000ကြားလောက်ပဲကြာမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့အကိုတို့တစ်နှစ် visa ရမယ်ဗျဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါကိုဟုတ်တခြားဒီဘက်ဟုတ်ကိုရှိုင်းတို့ဟုတ်မခရစ်တို့ကိုခရစ်လားမသိဘူးကိုဂျက်စတင်တို့ရောတခုဟုတ်ဗာများသိချင်လဲဗျကျွန်တော်ဒီထိုင်းမှာအခုကျွန်တော်ရောက်နေတဲ့ကာလအတွင်းမှာပေါ့နော်ဒီအလုပ်ငန်းအတွက်ကောဗီဇာအတွက်ကောပေါ့နော်ကျွန်တော် sharing လေးလုပ်ပေးချင်လို့ပါခင်ဗျအခုဒီ session လေးရဟုတ်ကျွန်တော် living cost လေးတစ်ချက်ရှင်းပြပေးမယ်ပေါ့နော် living cost ကကြတော့ကျွန်တော်ဒီ ထိုင်းမှာနေမယ်ဆိုရင်ကျွန်တော်တို့နှစ်မျိုးရွေးချယ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ apartment နေလို့ရတယ် apartment နေလို့ရတယ်ကျွန်တော်တို့condo နေလို့ရတယ်ပေါ့နော်ထိုင်းမှာတော်တော်များများကျွန်တော်တို့သိကြတာဆိုရင်ဒီ central wall တို့ပါကိုသိတာပေါ့ central wall ဆိုရင်ကျွန်တော်ဒီ BTS အစိမ်းလိုင်းပေါ်မှာရှိတယ် BTS အစိမ်းလိုင်းဆိုတာသူက BTS အစိမ်းလိုင်းချစ်လုံပူတာပေါ့နော်အဲ့နားမှာဆိုရင်ကျွန်တော်တို့ခုနကကျွန်တော်ပြောသလိုရွေးချယ်မှုကနှစ်ခုကျွန်တော်တို့ apartment နေမယ်ဒါမှမဟုတ်ကျွန်တော် condo နေမယ်ပေါ့နော်အဲ့ central wall ချစ်လုံနားမှာကျွန်တော် apartment နေမယ်ဆိုရင်ကျွန်တော်တစ်လကိုထိုင်းဘတ်ငွေရတော့9000နဲ့9000ကြားလောက်တော့ရှိမယ်ဗျဒါက living cost ပေါ့နော်မဟုတ်ဘူးအဲ့နေရာမှာကျွန်တော်တို့ condo နေခြင်းနေဆိုရင်ကျွန်တော်တို့ကဒီထိုင်းဘတ်ငွေအနည်းဆုံး1000ခွဲကနေပြီးတော့2000ခွဲလောက်ထိရှိမယ်ပေါ့စင်ကာပူဒေါ်လာ1000လောက်ထိသွားကျနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဟုတ်ပြီကျွန်တော်တို့ကအဲ့လိုမျိုးဈေးလဲအရင်မသုံးချင်ဘူးဆိုရင်ကျွန်တော်တို့ဒီဘက်ပေါ့နော်အရင်တိတ်မစီတဲ့ဘက်ပေါ့ central wall နေရာကျတော့ကျွန်တော်တို့ကဒီဟိုပေါ့ဒီကျွန်တော်ရထားလိုက်မှာဆိုရင်ကျွန်တော်တို့ကသူက E ပေါ့နော် E1 ခေါ်တယ်E1 မဟုတ်ဘဲနဲ့ကျွန်တော်ဒီဘက်နည်းနည်းဝေးတဲ့ဘက်ပေါ့နော်အုံနုတို့ဘာလို့ရှိတယ်ပေါ့ E9 တို့ဘာလို့ဘက်မှာသွားနေမယ်ဆိုရင်ကျွန်တော် apartment ဆိုရင်4-5000ဆိုနေလို့ရမယ်ကျွန်တော် condo ဆိုရင်1000ခွဲလောက်ဆိုရင်စနေလို့ရမယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးအဲ့ထက်သက်သာခြင်းလဲဆိုကျွန်တော်တို့ဒီစင်ကာပူမှာဆိုကျွန်တော်ဒီ Peninsula Tower တို့ကပုံစံမျိုးမြန်မာများတဲ့နေရာတွေရှိတယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာလဲကျွန်တော် Samron ဆိုတဲ့နေရာရှိတယ်သူလည်းအစိမ်းလိုင်းပုံမှာပဲအဲ့ကောင်ဆိုရင်တော့ကျွန်တော်တို့သွားနေမယ်ဆိုရင်ကျွန်တော် apartment ငှားကားဆိုရင်ထိုင်းဘတ်ငွေတစ်လကို2000-3000ပဲကျမယ်ကျွန်တော်တို့ကွန်ဒိုဆိုရင်ကျွန်တော်9000-6000ကနေပြီးတော့ဒီ1000အောက်ဆိုရင်စနေလို့ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒါထိုင်းမှာဒါလူအများဆုံးနေတဲ့ဒီအစိမ်းလိုင်းပေါ့ဆူကိုဗစ်အစိမ်းလိုင်းလို့ခေါ်တာပေါ့နော်အဲ့လိုမှမဟုတ်ဘူးလုံးဝကျွန်တော်မြန်မာရက်ကွက်ဆိုတဲ့ဘန်ကပီးဆိုတဲ့နေရာကိုသွားနေလို့တော့ရတယ်အဲ့ကောင်လေးဆိုရင်ကျွန်တော်တို့ငှားကားကကွန်ဒိုဆိုရင်တော့မှအဲ့လို9000-6000ပဲရှိမယ်ကျွန်တော်တို့ဒီ apartment ဆိုရင်2000-3000ပဲရှိမယ်ပေါ့အဲ့လိုမျိုးရှိတယ်ဗျ
ဒါပေမဲ့ခုနကတော့သူရဲ့ဒီ apartment နဲ့ကျွန်တော်ဒီ condo ရဲ့အားသာချက်အားနည်းချက်ကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်နော်သူက apartment ဆိုရင်သူ့ရဲ့အားသာချက်ကကျတော့ကျွန်တော်တို့ကလစဉ်စရိတ်ပေါ့နော်ပေးရတဲ့စရိတ်ကတက်တာမယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီပုံမှန်ဆိုရင်ကျွန်တော်ထိုင်းမှာကကျွန်တော်ဒီမီတာကားပေါ့နော်မီတာကားကအစိုးရသတ်မှတ်ထားတာက၄ဘက်ကစပြီးတော့ကျွန်တော်တို့ဆောင်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် apartment လိုနေရာမျိုးမှာတွားပြီးတော့ကျွန်တော်တို့နေမယ်ဆိုရင်သူက apartment ပိုင်ရှင်ပုံမှာမူတည်ပြီးတော့အနည်းဆုံးကျွန်တော်တို့ဒီ6ဘက်9ဘက်ကနေစပြီးတော့တချို့လူတွေဆိုရင်10ဘက်10ဘက်အထိကျွန်တော်မီတာ1 unit ပုံမှာသူတို့အဲ့လိုကောက်ခံတာမျိုးတွေရှိတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ဟုတ်မင်္ဂလာပါဟုတ်ဟုတ်တခြားဟောကိုဒန်နီရဲ့အပြင်တပြင်ကိုဂျက်စတင်တို့ကိုညန်တို့ဟုတ်မတ်ချောကလက်တို့ကိုရီးတို့ဟောဟုတ်တခြားဟုတ်ဗာများဟုတ်မေးချင်တာတွေရှိသေးလဲဗျဟုတ်ဟုတ်ကဲ့ဟုတ်ရှေ့မှာပြောခဲ့တာခဏလေးနော်ကျွန်တော်စာကဘယ်လိုပြန်ဖတ်ရလဲမသိဘူးဗျဟုတ်โอเคဟုတ်ကျွန်တော်စာလေးကဖတ်လို့မရဘူးဗျဟုတ်ကျွန်တော်ဟိုတစ်ချက်လောက် mic ကလေးနဲ့တစ်ချက်ပြောပြလို့ရမလားဗျဟုတ်ကျွန်တော်ဒီစာကဖတ်လို့မရလို့လေဟုတ်ဟုတ်ကဲ့ပါကြားလားမသိဟုတ်ကဲ့ကြားတယ်ကိုညံဟုတ်ကဲ့ပါဟုတ်ကဲ့ဟိုပါလေကျွန်တော်အခုကဘန်ကောက်မှာနေရဗျဟုတ်ကဲ့ကိုဘယ်ရိုက်ဖို့ဟုတ်ကဲ့ဆိုးကျိုးပြည်ပြည်လို့ဗျဟုတ်ကဲ့ဘယ်ရိုက်ဖို့အတွက်ကိုဟုတ်ဘယ်ရိုက်တဲ့အခါကျတော့ဟုတ်ဆိုးကျိုးရှိတာပြည်လို့ဟုတ်အဲ့ဒါကျွန်တော်ဘတ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးမယ်ပေါ့နော်ဘတ်ကကြတော့ကျွန်တော်တို့ဒီလူကျွန်တော်ဗမာလူမျိုးတွေခေါ်နေတာဘတ်ပေါ့နော်သူ့ရဲ့ကျွန်တော်အဓိပ္ပာယ်အမှန်ကကြတော့သူကဘယ်လိုလဲဆိုတော့ဗျာကျွန်တော်တို့immigrant ပေါ့ immigrant ဆိုတာကျွန်တော်သူများနိုင်ငံကနေပြီးတော့ကျွန်တော်တို့ဒီတခြားသောနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံမှာလာရောက်ခိုလုံတဲ့သူတွေပေါ့နော်အဲ့လိုသူတွေအတွက်ကိုသူကကျွန်တော်ဘာစာရွက်စာတမ်းမှမလိုဘူးအကိုတို့စီမှာကျွန်တော်ဗျာဒီ passport လည်းရှိစရာမလိုဘူးဒီခိုလုံတဲ့သူတွေကိုထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ခွင့်ပေးတယ်ကျွန်တော်ဒီပေါ့ visa လို့ပြောလို့ရတာပေါ့နော်အလုပ်လုပ်ခွင့်ပေးတဲ့ permit ပေါ့ work permit ပေါ့အဲ့ဒါကကျွန်တော်တို့က back လို့ခေါ်တာပေါ့အဲ့ဒါဆိုတော့အဲ့ကောင်ရဲ့အားနည်းချက်ကဘာရှိလဲဆိုတော့ကျွန်တော်အဲ့ကောင်ရဲ့အထိပ္ပယ်ကိုပဲကျွန်တော်တို့ဓာတ်ရိုက်နားထောင်ကြည့်မယ်ဗျာသူရဲ့အထိပ္ပယ်ဓာတ်ရိုက်နားထောင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဗျာကိုယ်နိုင်ငံမှာတော့မှအဆင်မပြေဘူးပေါ့ထိုင်းလိုနေရာမျိုးမှာတော့မှကျွန်တော်တို့က immigrant ပေါ့နော် immigrant အနေနဲ့လာရောက်နေထိုင်ရတာဆိုတော့ဘယ်လိုပြောမလဲအမြင်တော့တိတ်မလှဘူးပေါ့နော်ကျွန်တော်တို့ကမိခိုပေါ့သူများနိုင်ငံမှာအဲ့လိုမိခိုပြီးတော့အလုပ်လုပ်ခွင့်အဲ့လိုတောင်းခံရတဲ့သဘောမျိုးဖြစ်နေတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်အဲ့ဒါဆိုတော့ဒါသူ့ရဲ့အားနည်းချက်ဒါပေမဲ့အဲ့ဒါကိစ္စတော့မရှိဘူးကျွန်တော်တို့တခြားလူတွေမေးတာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဒီထိုင်းမှာကျွန်တော်တို့စီတက်တက်နဲ့ဗတ်ရိုက်ထားလိုက်မယ်တခြားပေါ့နော်တချို့ဂျပန်တွေပါတွေသွားမယ်အဲ့နောက်ယူရိုပနိုင်ငံတွေပါတွေသွားမယ်အဲ့လိုသွားမယ်ဆိုရင်ကျွန်တော်တို့မှအဲ့လိုအခက်အခဲကြုံလာနိုင်လားဆိုရင်တော့မကြုံနိုင်ဘူးကျွန်တော်တို့အဲ့ဒါကကျွန်တော်ဖြည့်ရှင်းလို့ရရပေါ့နော်အဲ့ဒါဖြည့်ရှင်းလို့ရတယ်သူ့ရဲ့အားနည်းချက်ကတော့အဲ့လိုမျိုးကျွန်တော်တို့ဘယ်လိုပြောရမလဲသူများအမြင်တော့မလောက်ဘူးပေါ့နော်ကျွန်တော်တို့အမေဘာနဲ့နေလေလဲအဲ့လိုမျိုးကျွန်တော်တို့ဒီက immigration officer တွေပဲလာစစ်တယ်ပါညာဆိုရင်အဲ့လိုမျိုးမှာကျွန်တော်တို့ကအားနည်းချက်ရှိတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဘတ်သမားကကျွန်တော်ဖတ်ရိုက်ထားတယ်ကျွန်တော်မှာ passport လေးရှိရဆိုရင်ကျွန်တော်ကဒီထိုင်းတနိုင်ငံလုံးကြိုက်တဲ့နေရာကိုသွားလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကအောက်လန်းကဝင်လာတဲ့ကျွန်တော်တို့မှာ passport ပါမလားဘူး bag only ပဲရှိရဆိုရင် bag ကသူ့မှာနေရာရှိတယ်ကျွန်တော်ဖတ်ရိုက်တယ်ဆိုတော့ကျွန်တော်ကကျွန်တော်ဒီဘန်ကောက်မှာဆိုကျွန်တော်မှာ district တွေရှိတယ်သူကဒီ district ဆိုရင်အဲ့ district မှာပဲနေလို့ရတယ်ကျွန်တော် district ကိုကြော်တယ်ဆိုရင် share ကဖမ်းလို့ရတယ်ကျွန်တော်မှာဒီ passport စာအုပ်ရှိမထားဘူးဆိုရင်ဖမ်း passport စာအုပ်ရှိထားတယ်ဆိုရင်သူကအကုန်တူပဲကျွန်တော်တို့ဘတ်ရိုက်လို့ရတယ်ဘတ်ရိုက်ထားတယ်ဆိုရင်ကျွန်တော်တို့ဘဏ်အကောင့်လည်းဖွင့်လို့ရတယ်အဲဆိုတော့ကိုကပေါ့နော်အရန်ကြီးပေါ့နော်ကိုယ့်ရဲ့ဒီအဲ့လိုကိုယ့်ရဲ့ဒီimage တွေပါတယ်ပေါ့ကိုမကိုပေါ့နော်အဲ့လိုမျိုးငါကဒီ immigrant ဖြစ်တယ်ဆိုတာကြီးကိုအရင်မရှက်တတ်ဘူးဆိုရင်တော့ဗတ်ရိုက်လိုက်တာအကောင်းဆုံး option ပဲပေါ့နော်ဈေးလည်းတက်တာတယ်ကျွန်တော်တရားဝင်လည်းဖြစ်တယ်ဘဏ်အကောင့်လည်းဖွင့်လို့ရတယ်ပေါ့နော်ဆိုဂျိုးကတော့အဲ့တခုပေါ့သူကသူ့အဓိပ္ပာယ်ကြီးကတော့သူကတိတ်တော့မကောင်းဘူးပေါ့နော်သူဘတ်ဆိုတဲ့အဓိပ္ပာယ်ကြီးကတော့တိတ်တော့မကောင်းဘူးဟုတ်ပါပြီကျွန်တော်မြန်မာနိုင်ငံမှာနေထိုင်လို့အဆင်မပြေပါဘူးခင်ဗျားတို့ရဲ့ထိုင်းနိုင်ငံမှာကျွန်တော်တို့ခိုးလုံနေထိုင်အလုပ်လုပ်ခွင့်ပေးပါဆိုပြီးတော့တောင်းတဲ့သူအဓိပ္ပာယ်ပေါ့ကျန်တဲ့ဟာကတော့ဘာမှဆိုဂျိုးတော့အထွေထူးတော့မရှိပါဘူးခင်ဗျာဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါကိုဟုတ်အကူရောအခုလက်ရှိဟိုဘာဗီဇာနဲ့နေလဲမသိဘူးဗျဟုတ်ဟုတ်ကဲ့ကျွန်တော်အခုကတရားဗီဇာနဲ့နေနေပါတော့တရားဗီဇာနဲ့နေတာနော်
ဟုတ်အလုံးလုံးဖို့ရောအစီအစဉ်ရှိလားမသိဘူးကို လုံးလုံးကတော့ဘယ်လိုပြောမလဲ freelance တွေအဓိကလုပ်ဖြစ်မယ်တင်တယ် freelance လုပ်ဖြစ်ပါနော်ဟုတ်အခုနိုင်ငံအဝင်အထွက်ကိုရှိမလားကိုကျွန်တော်ဒီထိုင်းကနေပြီးတော့တပြည့်နိုင်ငံတွေအဝင်အထွက်တွေရှိမလားဗျ တေတော့မတေကြသေးဘူးရှိတော့ရှိနိုင်တယ်ဗျဟုတ်ကဲ့ ရှိနိုင်တယ်နော်ဟုတ်ကဲ့ဟုတ် ဒီဘိုင်းတော့ရှိတယ်ဗျနောက် ဒူဘိုင်းတော့ရှိဟုတ်ဒူဘိုင်းက near future လားဒါမှမဟုတ်တစ်နှစ်လောက်နေဦးမလားဗျဟုတ် တနည်းတော့နေဖို့စဉ်းစားထားတယ်ဗျဟုတ် 哦，ဟုတ်အဲ့ဒါဆိုရင်အခုကျွန်တော်လုပ်နေတဲ့ visa ဆိုရင်တော့ကျွန်တော် recommend ပေးလို့ရတယ်။သူကကျတော့ ED Plus visa လို့ခေါ်တယ်။ကျွန်တော်ကကျတော့လေအခုက South East Bangkok University လို့ခေါ်တယ်ပေါ့နော်။ဒါကအစိုးရကအဲ့လိုသတ်မှတ်ထားတဲ့တက္ကသိုလ်ဖြစ်တဲ့အတွက်ကျွန်တော်ပုံမှန် ED visa တွေဆိုရင်သူကအဲ့လိုမျိုးတစ်နှစ်တို့ဘာလို့ပဲပေးတာပေါ့။ကျွန်တော်ကကျတော့ဒီ ED Plus လို့ခေါ်တယ်ပေါ့နော်။ဒီ visa ကိုတက်လိုက်တဲ့အတွက်သူကကျတော့ကျွန်တော်တို့semester က6လတစ်ဖြတ်တော့သွင်းရမယ်။ဒါပေမဲ့သူက visa က9နှစ်ထိတက်တန်းရှိတယ်။ visa 9နှစ်ထိတက်တန်းရှိတယ်။ ED Plus ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ visa ကျွန်တော်ရဲ့ passport ထဲမှာသူကဒီ re-entry ကိုပါသူကလုံးဝအဲ့လို free ပေါ့နော် free re-entry သူတုံးထုတ်ပေးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပေါ့ဒီနိုင်ငံပြင်ပပေါ့နော်ခရီးသွားခြင်းနဲ့အဲ့လိုထိုင်းမှာလည်း easy နေမယ်ကျွန်တော်အဲ့လိုပေါ့အနားမှာရှိရဲပေါ့နော်ကျွန်တော်ဒီအာဆီယံနိုင်ငံလေးတွေလည်းရှောက်လေခြင်းနဲ့ဆိုတော့ကျွန်တော်ဒီ ED Plus ကို recommend ပေးတယ်ဒီကောင်ကကျတော့သူက intake နဲ့ခေါ်တယ်တချောင်းလက်ကလည်းတော်တော်တက်တာရေပေါ့နော်အရင်ပတ်စံကိုဂရုမစိုက်ဘူးဆိုရင်ဒါလေးယူထားတင်တယ်သူက semester တစ်ခုမှာ2800ပဲသွင်းရတာ visa တုံးတစ်ခါထိုးရင်2000နဲ့ဆိုတော့ကျွန်တော်တို့ဒီ semester တစ်ခုကို3000ပဲကြာမှာပေါ့အဲ့ဒါတစ်နှစ်ဆိုရင်တော့6000လောက်တော့ကြာမယ်အဲ့ဒါဆိုရင်တော့လုံးဝလွတ်လပ်ပေါ့နော်ခြိုက်တဲ့နေရာတော့ဘယ်သူမှလည်းအားငယ်စရာမလို student ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမျက်နှာလည်းပွင့်တယ်နိုင်ငံအပြင်ထွက်တယ်အပြန်ဝင်လာတဲ့ခါကျရင်ထိုင်း immigration မှာလည်းကျွန်တော်တို့ရစ်တာမျိုးတွေပါလုံးဝမခံရတော့ဘူးเนาะဒါပေမဲ့တခုရှိတာကြတော့ကျွန်တော်တို့ဒီ Sunday တရက်တော့ကြောင်းတက်ပေးရတယ်အခုဆိုကျွန်တော်ကြောင်းရောက်နေတာ lunch break ပေါ့နော်တနာ12နာရီကနေတနာရီထိသူ lunch break ပေးတယ်အဲ့တော့ကြောင်းလေးတော့တက်ပေးရတယ်ဗျဟုတ်ကျွန်တော်လည်းအခုလိုပဲကျွန်တော်စရောက်တော့ကျွန်တော်လည်းtourist visa နဲ့နေပြီးတော့ကျွန်တော် extension ကို၄ခါထိတိုးထားတာပေါ့နော်အဲ့နဲ့မထူးတော့ဘူးပေါ့မထူးတော့ဆိုပြီးကျွန်တော်လည်းဟိုပါပေါ့ဒီ ED visa ယူလိုက်တာကျွန်တော်အဓိက ED visa ယူရတဲ့ယူရချက်ကကြတော့ကျွန်တော်ကအကြောင်းတက်ချင်လို့မဟုတ်ဘူးကျွန်တော်ကဒီခုနခိုင်မာတဲ့ visa တစ်ခုကိုယူထားခြင်းနဲ့ပြီးတော့ကျွန်တော်ဘဏ်အကောင့်ဖွင့်နေတယ်ပေါ့ကျွန်တော်ဆိုအခု bank recommendation ရထားပြီအကြောင်းကနေပြီးတော့ဘဏ်ဖွင့်ဖို့တော့ပေါ့နော် recommendation လုပ်ပေးထားတယ်အဲ့တော့ကျွန်တော်အခုဘဏ်တွေသွားဖွင့်မယ်ပေါ့ဘဏ်ကကျတော့3-4ဘဏ်ထိဖွင့်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုတော့တကောင်လေးရပြီးသွားပြီကျွန်တော်ဒီအခုကျွန်တော်ကလည်း semester တစ်ခုပဲတွင်းမှာကျွန်တော်ဒီဟောပေါ့နော်3000ပဲကျွန်တော်အကုန်ခံမှာ semester တစ်ခုပဲတွင်းပြီးသူကပထမဆုံးဆိုရင်သူက3လ visa တုံးပေါ့ ED 3လ visa တုံးထုတ်ပေးတယ်ပြီးတော့ရင်နောက်ထပ်6လ visa တုံးထုတ်ပေးတယ်အဲ့တော့ကျွန်တော်ဒါလေးအပ်လိုက်ရင်ကျွန်တော်က6လအထိကျွန်တော် visa ရတဲ့သဘောဖြစ်သွားမယ်ကျွန်တော်ဘဏ်အကောင့်တွေပဲရပြီဆိုရင်ကျွန်တော်ဒီ ED ကို cancel ထုတ်ပြီးတော့ကျွန်တော်လည်း DTV ကိုကျွန်တော်မှွေထိုင်းနဲ့ပြန်လျှောက်မှာပေါ့နော် DTV နဲ့ပဲနေမယ်ပေါ့နော်အခုလောဆယ်ကတော့ကျွန်တော်လက်ရှိကကျွန်တော်ထိုင်းမှာပဲနေဖြစ်မယ်ဒါပေမဲ့တိုးတော့ကျွန်တော် DTV ရှိတယ်ဆိုရင်ကျွန်တော်ကြိုက်တဲ့နိုင်ငံလဲထွက်လို့ရတယ်ဟိုအဲ့လိုရည်ရွယ်ထားတာပေါ့နော်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဟောပေါ့အခါတော့စိတ်ကူးရင်တော့လို့လမ်းပြီးနေနေပေါ့ဟုတ်ကဲ့ကိုဒီရောက်တော့ကျတော့မလွယ်ဘူးအခုနန်းပီကားကြတော့သူ့ရဲ့အားသာချက်ကကြတော့အခုတို့ဘယ်လိုပြောမလဲnon immigrant business visa ပေါ့နော်လုံးဝသူများအမြင်မှာတော့အရန်အမြင်လှတယ်ရှောက်ခါလည်းဘယ်တော့မှမကြောက်ဘူးကျွန်တော်တို့တစ်ခါရှောက်ရင်သူကရှောက်ခါ4000ဝဲပေါ့ထိုင်းဘက်4000ဝဲလောက်ပဲကြာတယ်ဒါပေမဲ့သူ့ရဲ့စိုးကျိုးကြတော့ကျွန်တော်နန်းပီကိုတစ်ချက်ရှင်းပြပေးမယ်နော်နန်းပီကြတော့သူကဒီထိုင်းကုမ္ပဏီကနေပြီးတော့ထုတ်ပေးတဲ့ visa ပေါ့ကျွန်တော်ပထမဆုံးပြောတဲ့ထဲမှာပါတယ်လေကျွန်တော်ဒီ white collar သမားတွေကိုနန်းပီပေးတယ်ဆိုတာကထိုင်းကုမ္ပဏီအတွက်ကတော့ကိစ္စမရှိဘူးနန်းပီကကျွန်တော်တို့ဗျာကျွန်တော်ဒီစင်ကာပူကသူတွေပုံစံမျိုးနဲ့ပြောမယ်ဆိုသူတို့မှာကိုတာလိုတယ်ပေါ့နော်ကျွန်တော်ဒီထိုင်းလေးယောက်ခန့်ထားကမှကျွန်တော်တို့ကနန်းပီတယောက်ပေးလို့ရတာပြီးတော့အဲ့အပြင်မှာကုမ္ပဏီမှာကကျွန်တော် show money ဘတ်2တန်းထိလိုတယ် show money ဘတ်2တန်းထိလိုတယ်အဲ့တော့နန်းပီတယောက်ကိုခန့်မှုအတွက်ဆိုကျွန်တော်တို့မှာလိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဆိုတော့အဓိကနောက်ပိုင်းလိုက်လာမှာကကျွန်တော်တို့ကအောက်ကထိုင်းလေးယောက်ခန့်ထားမယ်ထိုင်းလေးယောက်ကိုကျွန်တော်လူမှုဖူလိုရင်းချိုးဖို့ပေးရတယ်လူမှုဖူလိုရင်းချိုးဖို့ကထိုင်းတယောက်ကိုကျွန်တော်1500နှုန်းနဲ့ထိုင်းလေးယောက်ဆိုတော့တလောက်ကိုကျွန်တော်တို့6000ပေးရမယ်အဲ့အပြင်ကိုကျွန်တော်တို့ကဗျာကုမ္ပဏီအစ်စ်ကြီးလည်းမရှိဘူးနန်းပီကကိုယ့်ဘက်ကို fake ဝယ်ထားတာဖြစ်တဲ့အတွက်သူတို့ကတော့တလောက်6000နဲ့တစ်နှစ်ကို9200ရှိတယ်အဲ့9200အခွန်ကကျွန်တော်တို့နန်းပီကင်ထားတဲ့သမားကစောင့်ပေးရမှာအဲ့ဒါဆိုကျွန်တော်တို့ငကိုတော့ရှောက်ခ4000ဝန်းနဲ့9200နဲ့ပေါင်းလိုက်ရင်တစ်နှစ်ကိုကျွန်တော်32000လောက်တော့ကျသွားတယ်အရန်တော့စီကြီးတယ်ပေါ့နော်ကျွန်တော်တို့ကလုံးဝစီးပွားရေးအကြီးအကျယ်လုပ်မဲ့ဘယ်သူမှလာဖမ်းတာအောင်မခံချင်ဘူးဆိုရင်တော့နန်းပီကင်ထားတာအကောင်းဆုံးပဲဒါမှမဟုတ်ခုနကတော့ကိုဒန်နီယယ်တို့ဘာလို့ပြောသလိုမျိုးကျွန်တော်တို့ကဒီ remote job သမောပဲဆိုရင်မလိုကိစ္စမရှိဘူးကျွန်တော်ချိန်တဲ့ visa နဲ့နေလို့ရတယ်ဗျဟုတ်ဟုတ်ကဲ့ဟုတ်အဓိကတော့ remote လုပ်မှာပေါ့နော်အခုလေ
အားကြောင့်မလို့ဒီကတော့ကြာနေဖို့ပေါ့ကြာနေဖို့ ဟုတ်ကဲ့ကို ဘာမှအဲ့ဒီရှုပ်ရှင်းမရှိတာမျိုးပေါ့နော်အဲ့လို ဟုတ် လုပ်ချင်တာပေါ့နော်လမ်းပြီးရကြတော့ကျွန်တော်စဉ်းစားကြတော့ဒီကlocal company တွေမှာအလုပ်လျှောက်ပြီးတော့အကယ်၍ပေါ့နော်ရခဲ့ရင်လမ်းပြီးနေနေမယ်ပေါ့အဲ့လိုမျိုး ဟုတ် စဉ်း တယ် စားထား ဟုတ်တယ်အဲ့လိုပုံစံမျိုးပေါ့နော်သူဒီ Thai local company ကနေထုတ်ပေးတဲ့နန်းဘီကတော့ကျွန်တော်တို့အလွယ်ဆုံးပဲပေါ့နော်ဒါပေမဲ့အခု full time တော့သွားလုပ်ရမယ်ဗျအဲ့လိုမျိုးဆိုရင်လေ ဟုတ်ကဲ့ ဟုတ်ကဲ့ full time ကတော့ full time လုပ်တာပေါ့ ဟုတ်ကဲ့ကို အခုကရွေးချယ်ရမရှိလို့ဒီတိုင်းဟော remote လုပ်နေ ဟုတ်ကဲ့ကိုဟုတ် full time ကခုနကျွန်တော်ပြောသလိုပဲပေါ့နော် Thai မှာက full time အတွက်ဆိုရင်ကျွန်တော်ဒီ teaching sector ရဲ့ကျွန်တော်ဒီပေါ့နော်ဒီဘက် finance ဘိုင်းကအလွယ်ဆုံးပဲကျန်တဲ့ခုနကတော့ဒီကျွန်တော်ဒီ digital ဘိုင်းပေါ့နော်အဲ့ဒါမျိုးကအလွယ်ဆုံးပဲကျန်တဲ့အလုပ်တွေအရန်ခက်တယ်ဗျကျွန်တော်ဆို civil B7 နဲ့ပွဲရထားတာပေါ့နော်ကျွန်တော်ဒီ civil နဲ့ကျွန်တော်တို့ဒီ Thai မှာ engineer လုပ်ဖို့အရန်ခက်တယ်ကျွန်တော်ဒီ Singapore တို့ Japan တို့ကတော့ပိုလွယ်သေးတယ် Thai တက်ဆိုင်ပေါ့နော်အဲ့ဆိုဒီ Thai ကဘယ်သူတွေအတွက်လုံးဝ prioritize လဲဆိုတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာကျွန်တော်ဒီ teaching အတွေ့အကြုံရှိပြီးသားကျွန်တော်တို့ဒီ certificate တွေပါလည်းရှိပြီးသားတမတော် certificate မရှိတော့ရပါတယ်ကျွန်တော်တော်ရုံ English ကောင်းတယ်ပေါ့နော် full time လဲလုပ်နိုင်တယ်ဆိုရင်ကျွန်တော်တို့ဒီ Thai မှာ non B visa ရှောက်လို့ရတယ်ပေါ့သူကအနည်းဆုံးလခကတော့2000ကနေ3000ကျားတော့ရတယ်လာကပေါ့နော် Thai လာကပေါ့ ဟုတ်ကဲ့ ဟုတ်ကဲ့ခင်ဗျာဟုတ်အကိုအတွက်ကိုကျွန်တော် recommend ပေးမယ်ဆိုရင်တော့အကိုဟာတစ်လကိုခုနကပေါ့နော်တစ်နှစ်ကိုအကို6000လောက်တက်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့အကိုဒီအဲ့လို ED visa တစ်ခုခုပေါ့ဒီလိုခုန ED plus ပေါ့နော် University ED visa တစ်ခုခုကိုယူလိုက်တာတော့ကျွန်တော်ပို့ပြီး recommend ပေးတယ်ပေါ့နော်ကိုနော် ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ ဟုတ်ကဲ့ကိုအခုရောဘယ်နေရာမှာနေလဲဗျကျွန်တော်နေတဲ့နေရာလေးကိုကျွန်တော် suggestion တွေပါလုပ်ပြီးလို့ရသေးတယ်ကို ကျွန်တော်နေတာတော့ကျွန်တော်ဟောမှာချမ်းရတော့မှနေတော့ ချမ်း arrow မှာနေတာဟုတ်ကဲ့ခင်ဗျာဟုတ်အဲ့နေရာဆိုရင်တော့အကိုကောင်းပါတယ်ဈေးလဲတက်တာနေတယ်ဆိုတော့လေကျွန်တော်အဲ့ဘက်တွေမှာဆိုအကိုကွန်ဒိုနေရလားအပါမတ်နေရလားဗျ ကွန်ဒိုနေရကွန်ဒို ကွန်ဒိုနေတာနော်ဟုတ်ကဲ့ခင်ဗျကွန်ဒိုဆိုရင်အကိုမီးကွန်ဟောပါနော်ကျွန်တော်ဒီဘက်ကကွန်ဒိုရဲ့အားသာချက်ကိုတစ်ချက်ပြောပြပေးမယ်နော်ကွန်ဒိုရဲ့အားသာချက်ကကြတော့သူဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီမီတာကတက်တာမယ်ကျွန်တော်မီတာကတက်တာမယ်ပြီးတော့ကျွန်တော် facility တွေအသုံးပြုခွင့်ရှိမယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကွန်ဒိုတွေနဲ့ရှင်းလိုက်တော့အများကြီးဈေးတက်တာသေးတယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျဟုတ်အဲ့ဒါကျွန်တော် message လေးတစ်ခုဝင်ထားတယ်ဒါပေမဲ့ကျွန်တော် message ကကြည့်မရဘူးဖြစ်နေဗျဟုတ်ကျွန်တော်ဟို mic လေးနဲ့တစ်ချက်ပြောပေးပါလားမသိဘူးကျွန်တော်ဟုတ်စာလေးမိထားတာလေဟုတ်ဘယ်သူမှမသိဘူးဟုတ် Hello ကျွန်တော်မေးထားတာပါဟိုလေအခု ဟုတ်ကဲ့ကိုတာဟုတ် ပြောတာလေ ဟုတ်ကဲ့ ဟိုလေဟို DTV နဲ့မွေထိုင်းရှောက်နေဆိုတဲ့ကိစ္စလေ ဟုတ်ကဲ့ ဟိုအဲ့ဒါလေးကိုရဲ့ experience နည်းနည်းလေးဆက် share ပြီးလို့ရမှာဘူးကျွန်တော်လည်းအဲ့လို DTV ကိုရှောက်ဖို့စိတ်ဝင်စားတယ်ဒါပေမဲ့အဲ့လိုဘယ်ကဘယ်လိုစအောင်လို့တခြားမသိသေးဘူးဟုတ်ကဲ့ဟုတ်ဒီ TV ကကိုဟိုပါပေါ့နော်မှွေထိုင်းလျှောက်တယ်ဆိုတာမှွေထိုင်းဆိုရင်ကိုယ်သိလားကျွန်တော်တို့မှာကအဲ့လိုမျိုးနောက်ဆက်တွဲသူရစ်တာတွေပါမရှိတော့ဘူးပေါ့နော်ဒါပေမဲ့တချို့ပိုင်တဲ့သူတွေကကျွန်တော် remote job နဲ့လျှောက်ပေးတာမျိုးလည်းရှိတယ်ပေါ့နော်အဲ့ဒါဆိုတော့သူကဒီအခုကဗျာထိုင်းကသူ့ရဲ့ထိုင်း culture ကို promote လုပ်နေတာဖြစ်တဲ့အတွက်ကိုမှွေထိုင်းနဲ့လျှောက်ရင်တော့မှွေထိုင်းချောင်းအခ2000ခွဲပဲပေးရတာ2000ခွဲပဲပေးရတာသူက6လထိတက်လို့ရတယ်6လထိတက်လို့ရတယ်ဒါပေမဲ့အကိုအဲ့ဒါအကိုတက်တဲ့အတွက်သူတို့ကထိုင်း culture ကို promote လုပ်တာအကိုကထိုင်းကချာကိုစိတ်ဝင်စားတာဖြစ်တဲ့အတွက်အခုဒီ digital nomad visa ပေးတာပေါ့နော်အဲ့ဒါဆိုရင်အခု bank statement တွေဘာကြီးလဲပြစရာမလိုအခုအဝင်အထွက်မှာလည်းအခုရစ်စရာမရစ်ဘူးပေါ့နော်ဒါပေမဲ့အခုရဲ့ဒီဟိုပါပေါ့ attendant ကလေးတော့ကျွန်တော်တို့ပြည့်အောင်တက်ပေးတာတော့ကောင်းတယ်ပေါ့နော်ဘာလို့ထိုင်းကတည့်ရတဲ့အတိုင်းပဲခုနောက်ပိုင်းအကုန်လုံးက reject တွေအကုန်လုံးရှောက်ပြီး reject ထုတ်နေတာပေါ့နော်ကျွန်တော် ban account ဖွင့်ပြီးသားတွေလည်း reject လုပ်တယ်အဲ့လိုဘယ်လိုပြောမလဲအခု ED သမားတွေလည်းပြန်လွှတ်တာတွေပဲရှိတယ်ပေါ့နော်အဲ့တော့အခုဒီမှွေတိုင်းနဲ့တက်မယ်ဆိုရင်အဲ့လိုစိတ်ချရတဲ့ service ကလေးတွေရှိတယ်ပြီးတော့ကျွန်တော်ဟိုpersonal account ကနေလာမေးလို့လည်းရတယ်ဟိုကျွန်တော်ပြောရမယ်ဆိုရင်ဟိုပါပေါ့အခုတို့ဒီထိုင်းမှာနာမည်ကြီးဆိုရင်ကို A-grade တို့ဘာတို့ကနေရှောက်လဲရတယ်ဒါမှမဟုတ်ကျွန်တော်ထိုင်းရောက်မြန်မာတယောက်ဆိုတဲ့အမတယောက်ပေါ့နော်ကျွန်တော်လည်းသိတဲ့အမတယောက်ရှိတယ်သူတို့ဆိုလည်းစိတ်ချရအဲ့လိုအာမခံနဲ့ရှောက်ပြီးတဲ့သူတွေဆိုရင်အဆင်ပြေတယ်ပေါ့ remote job ကကျတော့ဘာအခုလောဆယ်ရှောက်တဲ့အခါမှာတော့ကျွန်တော်တို့ approve ကြနိုင်တယ်ဒါပေမဲ့ကျွန်တော်6လတစ်ခါပေါ့နော်နိုင်ငံပြင်ထွက်ပြီးပြန်ဝင်တဲ့အခါမျိုးတွေမှာလို့ဟုတ်ပေါ့ 100% လို့တော့မပြောဘူးသူတို့မေးခေါင်းမေးလာနိုင်တယ်အခုတို့ဒီအဝင်မှာမင်းအလောက်ကဘယ်လိုတွေလဲဘာတွေလောက်ရလဲမင်းအဲ့လိုမျိုး income statement တွေ test တွေဆောင်ထားတာတွေပဲပြအောင်ဘာအောင်ပေါ့နော် DTV မှာအဲ့ကျန်တဲ့ဟာတွေကတော့အိတ်ပြဿနာဖြစ်နိုင်တယ်ကိုလောဆယ် safe အဖြစ်ဆုံးကတော့ကျွန်တော်တို့ဒီ Thai culture ကို promote လုပ်ထားတယ်ကျွန်တော်မှွေထိုင်းနဲ့ကျွန်တော်တို့ဒီ cooking class ကတော့အခုအဆင်အပြေဆုံးပဲဖြစ်မယ်ကိုဟုတ်ကိုကျေးဇူးပါဟုတ်ကဲ့ပါခင်ဗျာဟုတ်အဲ့တော့အဓိကကကျတော့ကျွန်တော်ဒီမှာကဘာ share ပေးချင်လဲဆိုတော့ကျွန်တော်ဒီထိုင်းမှာနေမယ်ဆိုရင်အလုပ်ပေါ့နော်အလုပ်ကကျတော့ဘာတွေလုပ်လို့ကောင်းလဲဆိုတော့ကျွန်တော်ဒီ
ဗီဇာရဖို့ဆိုရင်ဟိုပေါ့နော်ကိုကတော့အစားစားရှိမှာပေါ့နော်လုံးဝ blue collar လုပ်တယ်ဆိုတော့အရန်ကောင်းတယ်ပေါ့နော် blue collar ဆိုတော့ကိုကဟုတ်ပြီဟိုအတန်းပညာလည်းအရန်မများဘူးပေါ့နော်အတန်းပညာလည်းအရန်မများဘူးကျွန်တော်တို့အလုပ်လည်းအဲ့လိုမျိုးကိစ္စမရှိဘူးလုပ်နိုင်တယ်ဆိုရင်အခုအလုပ်တွေအများကြီးခေါ်နေတယ်ဘယ်ဟာအလုပ်တွေအများကြီးခေါ်နေလဲဆိုတော့ကျွန်တော်တို့ဗျာကျွန်တော်ဒီပတ်တရားတို့ဘာတို့အဲ့အကျော်မှာဟို rayon တို့ဘာတို့ရှိတယ်ပေါ့နော်သူထိုင်းလို့ခေါ်လက်ရောင်လားဘာလားမသိဘူးအဲ့လိုမျိုးရှိတယ်ပေါ့နော်ကျွန်တော်ဒီဘန်ကောက်တစ်ဝိုက်မှာလည်း factory တွေအများကြီးရှိတယ် factory မှာဆိုသူတို့ကဟိုလုံးဝဟိုပေါ့နော်နေစရာကြီးလည်းပြီးတယ်အဲ့လို transportation တွေလည်းပြီးတယ်သူကအဲ့လိုမျိုး company အလုပ်တန်းခန့်နေဗျာဒီလားအဲ့လိုမြန်မာနိုင်ငံကနေအခုမှထိုင်းကိုလာဖို့စီစဉ်နေတဲ့သူတွေဆိုရင်ကျွန်တော်ဘာသာရွက်မှရှိစရာမလိုဘူးသူတို့မှအဲ့လိုအလုပ်ခန့်နေတဲ့ဟာမျိုးတွေရှိတယ်ဒါကတော့လုံးဝဟိုပါပေါ့လုံးဝ blue collar ပေါ့နော်လုံးဝအောက်ခြေသိမ်းအလုပ်ပုံစံမျိုးပေါ့နော်မဖြစ်မနေလုပ်ချင်တယ်ဆိုတော့အဲ့လိုအလုပ်တွေကတော့အရန်ပေါ်တယ်ဘာဖြစ်လို့ပေါ်လဲဆိုတော့ဒီမှာလာတက်နေတဲ့သူတွေမှာလည်းသိလိမ့်မယ်ပေါ့နော်ကျွန်တော်က conflict ဖြစ်သွားတယ်ကျွန်တော်ဒီရှေ့တလောတော့ကျွန်တော်ဒီ Cambodia နဲ့ Thai နဲ့လေသူတို့ရဲ့ကျွန်တော်ဒီ temple လူရဲ့ conflict ဖြစ်သွားတယ်ပေါ့နော်အဲ့လိုဖြစ်သွားတော့ကျွန်တော်တို့ဒီမှာက Thai မှာကဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာနေတဲ့သူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့မှာဒီ made in Thailand ဆိုတဲ့ product တွေအများကြီးကျွန်တော်တို့သုံးဖို့လိမ့်မယ်နော်အဲ့ဆိုအဲ့ product တွေအကုန်လုံးကကျွန်တော်စက်ရုံတွေအကြီးတွေထွက်တာစက်ရုံတွေဆိုတာလုံးဝအကြီးပဲအဲ့စက်ရုံတွေမှာကခါတိုင်းကသူတို့ကဝန်ထမ်းကိုသူတို့ကဒီ Cambodia ဝန်ထမ်းတွေပါခန့်တာပေါ့နော်အခုကကျတော့အဲ့လူတွေအကုန်လုံးပြန်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့သူကမြန်မာဝန်ထမ်းတွေကိုလိုချင်ဝန်ထမ်းလိုချင်တာအရန်များတယ်အဲ့ဆိုကျွန်တော်အလုပ်ရဖို့အရန်လွယ်တယ်ပေါ့နော်ဒါပေမဲ့ကိုကတော့အပင်ပန်းခံရမယ်လုံးဝအောက်ခြေသိမ်းအလုပ်တော့လုပ်ရမယ်ဒါမှမဟုတ်ဘူးကိုနိုင်ငံမှာနေလို့လုံးဝအဆင်မပြေတော့ဘောနော်ထိုင်းနိုင်ငံမှာ safe ဖြစ်ပြီးနေချင်တယ်ဆိုရင်လက်တော်လေးအလုပ်ချက်ချင်းရချင်တယ်ဆိုရင်တော့အဲ့လိုအလုပ်မျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးတွေစိတ်ဝင်စားရဲဆိုတော့ကျွန်တော် share ပေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျဟုတ်ဟုတ်မင်္ဂလာပါဟုတ်ဒီရောက်နေတဲ့လူတွေဟုတ် brook တို့ဟုတ်chocolate တို့ coco တို့ဟုတ်စစ်တို့ဟုတ်သိချင်တာလေးရှင်မေးလို့ရတယ်ဗျကျွန်တော်လည်းဒီဟိုထိုင်းကပေါ့နော်ဒီအလုံးနဲ့ဖြစ်ဖြစ်ဒီ visa ကိစ္စပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် share ပေးပါမယ်ခင်ဗျဟုတ်တော့မေးရပါခင်ဗျဟုတ်ကဲ့ကိုဟုတ်ဒီအခုဟိုဘက်ပေါ့နော် blue collar ကနေတကယ်လို့ကျွန်တော် ID နဲ့ပဲသွားဟို ID တမားဘက်ကိုတကယ်လို့ white collar ပဲပြန်သွားပြီဆိုအဲ့ဒါအခက်အခဲရှိနိုင်လားအခုကျွန်တော်တစ်ခေါက်တော့ပြန်မေးပြီးပါကိုဟုတ်ကြားလားမသိခင်ဗျဟုတ်ကြားတယ်ခင်ဗျဟုတ်ကဲ့ကိုဟုတ်လောလောဆယ်တော့ဘက်ကိုဘက်နဲ့ဟိုဘက်ရိုက်ထားမှာဟုတ်ကဲ့ကိုဟုတ်collar ဖြစ်နေမှာပေါ့နော်ဟုတ်ကဲ့ကို white collar ကိုတကယ်လို့အလုပ်တွေပဲရလို့ white collar ချင်းမယ်ဆိုလို့ချင်းသူကဘာတွေအခက်အခဲရှိနိုင်လဲဘာခက်ခဲမှမရှိဘူးကိုရတယ်ခင်ဗျသူကကုမ္ပဏီဘက်ကအကိုကဗျာအကိုအရေးချင်း white collar အရေးချင်းဒါပေမဲ့ကိုလောဆယ်အကိုအဆင်ပြေအောင်လို့ဘက်ရိုက်ထားတယ်နော်ဘက်ရိုက်ထားတယ်အကိုဟုတ်ပြီအကိုကုမ္ပဏီမှာအလုပ်သွားရှောက်လို့ကုမ္ပဏီဘက်ကအကို white collar provide လုပ်တယ်ဆိုရင်အကိုတို့ကဘာအခက်ခဲမှမရှိဘူးဗျသူတို့ကုမ္ပဏီဘက်ကလုပ်ပေးလို့ရတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျကျေးဇူးပါနားလေးဟုတ်ကဲ့ပါကိုဟုတ်ကဲ့ပါဟုတ်အဲ့တော့ဟိုဒီ group ထဲမှာရောက်နေတဲ့သူတွေကအခုအကုန်လုံးကထိုင်းမှာရောက်နေပြီးသားသူတွေလားဒါမှမဟုတ်ထိုင်းကိုလာဖို့အဲ့လိုမျိုးပလန်လုပ်နေတဲ့သူတွေလားပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဟိုလာလို့ရတဲ့လမ်းကြောင်းလေးတွေလည်းကျွန်တော် sharing လုပ်ပေးလို့ရတယ်ဗျဟုတ်အဲ့ဒီဟုတ်တယ်ဟုတ်ဘူးကျွန်တော်အခုကလာမလို့ပေါ့နော်ဒီမှာကြိုပဲမရောက်သေးဘူးတယ်လာပိုင်းမရောက်သေးဘူးထိုင်းလို့အဲ့ဒါကြီးပြုတ်နေတာခင်ဗျအခုကဘက်ကကြိုရိုက်ထားပြီးသွားပြီပေါ့ဘက်ကမရိုက်ရသေးဘူးကိုသူက10ရက်15ရက်မပွင့်သေးဘူးဆိုတော့လေအဲ့ဟိုပေးတော့မပေးရသေးဘူးလူပွဲသားတော့ရွေးနေတော့ပေါ့နော်ပွဲသားနဲ့โอเคကိုဒီမှာလာလို့ရှိရင်လည်း14ရက်နဲ့ပဲလာအောင်တော့တီယာကြတော့နည်းနည်းတတိယတော့ဖြစ်မှာဆိုတော့ကျွန်တော်ကနောက်တော့ဟုတ်တယ်လေကျွန်တော်ကိုကျွန်တော်ဟုတ်တာရှိသေးတယ်အဲ့ဗီဇာ cancel မလုပ်ရသေးဘူးအဲ့ရောက်မှလုပ်ရမှာ14ရက်နဲ့လာပြီးတော့ ED cancel တော့မထူရသေးဘူးမထူရသေးဘူးအဲ့ရောက်မှလုပ်ပြီးတော့နည်းနည်းလာဟိုဘက်တစ်ချက်အထွက်ပြပြီးတော့ပဲဟုတ်တာဖြစ်ရမှာပေါ့နော်နောက်မှဆိုလို့ရှိရင်နည်းနည်းဒီအဝင်ထွက်တွေပါနည်းနည်းစကားပြောရမှာဆိုလို့အဲ့ကျွန်တော်နည်းနည်းစဉ်းစားနေသေးတယ်ဟုတ်တယ်အခုဒီမဟာချူလာကနည်းနည်းပြဿနာလေးဖြစ်နေတယ်ပေါ့နော်ဘယ်လိုပြဿနာဖြစ်လဲဆိုတော့ကျွန်တော်ညီပေါ့ကျွန်တော်ညီအရင်ပေါ့နော်သူကမဟာချူလာမှာသူက ED visa ယူထားတာတနစ်ဗီဇာယူထားတာသူ့မှာ travel history ကအများကြီးရှိတယ်။ तू က law firm မှာလုပ်တာဗျာ။ law firm မှာလုပ်တာဆိုတော့ तू Cambodia နဲ့ Thai ကိုအခါခါသွားလာနေတာပေါ့နော်။ရှေ့မှာ तू ရဲ့ travel history ကကျွန်တော်6ခေါက်လောက်ရှိတယ်။ဒါပေမဲ့ तू ဒီနောက်ဆုံးတစ်ခေါက်အဝင်မှာ तू ဘာဖြစ်လဲဆိုတော့ရစ်ကောသူ့အဲ့
ဟောဒီ Thai immigration အတကုံရစ်ကောပေါ့နော်တော့အဆင်မပြေဘူးမြန်မာနိုင်ငံပြန်ရပါမယ်ပါဒီရစ်တဲ့အတွက်သူကိုအထိပေးလိုက်ရတယ် Thai ဘတ်ငွေ1000ဝဲထိပေးလိုက်ရတယ်အဲ့ဒါဆိုအခုမဟာချူလာနည်းနည်းတော့ short ရှိတယ်ပေါ့နော်အဲ့ကျွန်တော်ဒီ Thai immigration အဝင်အောင် ကျွန်တော်ကဟိုဒါ17ရက်နေ့ကတော့အဲ့ကောင်ကုန်ပြီကွယ်ကုန်ပြီးတော့ okay သူရစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တော့ငါသွားပြီး cancel လုပ်မှာငါဒီ visa ကိုယူတော့ဒီ visa တိတယ်ပဲသူတို့နည်းနည်း for sure ပေါ့နော်ဟာပဲနာမည်ပြမှားတယ်ငါယူပြီးတာမှားတယ်အဲ့တော့နည်းနည်းအဲ့တော့ကြိုပြီးလမ်းကြောင်းတွေစဉ်းစားနေရတော့ရှိတယ်ပေါ့နော်အဲ့ဒါလေးအခုကျွန်တော်ပြန်ထွက်လာတော့ကျွန်တော်ကအမျိုးသမီးကလေးမွေးလို့ဆိုပြီးကျွန်တော်ပြန်လာပြီးတစ်လားနှစ်လားလောက်ဝယ်ဆိုတယ်ဒါပေမဲ့သိရတဲ့အတိုင်းပဲကလေးမွေးပြီးတော့ဘာကြီးရရများပြီးတော့ပြန်မွေးပြီးတော့ပြန်မွေးပြီးပဲเนี่ย10လပိုင်း try ပဲဒီ visa ကလည်း17မှာ17ကုန်ပြီဆိုတော့17ကုန်ပြီဆိုတော့ကျွန်တော်အဲ့ချိန်ကျမှ10လပိုင်းမှာ AC သေးဝင်ပြီးတော့ငါမသိငါဒီမှာငါ history ကိုကြည်လိုက်ကျွန်တော် reality တုံးထူသွားသေးတယ်ဟုတ်ကဲ့ကိုဟုတ် reality တုံးကကြံမှာဒီဟိုနည်းနည်းပါပေါ့နော်ဒီပြန်ဝင်ခဲ့သည်ရှိတော့ဝင်ခဲ့သည်ရှိတော့စကားပြောလို့ရတယ်ပေါ့မင်းတို့အဲ့ဖြစ်ပြီးတာလဲငါထွက်ပြီးတော့မှဒါတွေကဖြစ်ကြတော့ငါမသိဘူးပေါ့ဘာညာတာကဟုတ်ပဲねဇလန်းလေးပါစဉ်းစားရတော့အခုတစ်ချက်ပေါ့နော်ကျွန်တော်အကြံပေးမယ်ဆိုရင်အခုဒီတိုင်းပဲဝင်သွားလိုက်အခုစကားကောင်းကောင်းပြောတတ်တယ်မလားထိုင်းလို့ဖြစ်ဖြစ်ဒါမှမဟုတ်အင်္ဂလိပ်လို့ဖြစ်ဖြစ်စကားကောင်းကောင်းပြောတတ်လားအင်္ဂလိပ်လိုရထိုင်းရတော့မရဘူးအခုမဟာချူလာမှာဘာနဲ့ယူထားအောင် ED อ่ะအင်္ဂလိပ် program နဲ့အင်္ဂလိပ် program okay အဲ့ဆိုရင်အခုကျွန်တော်အကြံပေးမယ်ဆိုရင်အခုစိတ်ကတော့ပြင်ဆင်ထားပေါ့နော်တခုခုအခုဒီ law firm တခုခုပေါ့နော်အခုထုတ်ပေးနိုင်တဲ့သူတယောက်ကိုတော့ကြို join ထားဒါပေမဲ့ဘာမှမပြောရင်ကျွန်တော်တို့လိုသွားဖို့တော့ရှိတယ်တခုခုဆိုသူတို့ထုတ်ပေးဖို့တော့လိုတယ်ဒါပေမဲ့အခုလောကမှာဒီ immigration ရောက်ရင်အခုသူတို့နဲ့ PIP ကြောင်းပြောကြည့်လို့မရဘူးဆိုအခုအတကုံဖြဲပေါ့နော်အတကုံဖြဲရင်တော့သူတို့အဲ့လိုကြောက်ပြီးတော့သူတို့လည်းကြောက်တတ်တယ်ကွယ်ဒီလားကိုကကြောက်လို့မရကိုအတကုံဖြဲပြီးဝင်တော့ရတယ်ပေါ့ကျွန်တော်အတိတယောက်ဆိုသူအတကုံဖြဲတာအဲ့လိုမျိုးအတကုံ all hit ပေါ့နော်အဲ့လိုနည်းနည်းတော့မကြောက်နဲ့ပေါ့ကွယ်ဒီလားအဲ့လိုမကြောက်ပဲဖြဲရင်တော့တပြားမှပေးစရာမလိုဘူးပေါ့ဟုတ်ဒါကျွန်တော်လည်းအဲ့ဒါလေးနည်းနည်းဟုတ်တာကြိုပြီးတော့ bro နည်းနည်းမေးကြည့်ရတယ်နည်းအတွေ့အကြုံလေးဟုတ်တာဖြစ်တာဟုတ်တယ်ပေါ့ဟုတ်အခုဒီဘက်ကအခုတစ်ခုဆိုရင်အခုထုတ်လို့ရမယ် law firm နဲ့အခုအရင်ဆက်သွယ်ထားဘာမှဟိုနောက်ဆုံးပိတ်တာတောင်နောက်ဆုံးလက်နက်ပေါ့နော်အခုနောက်ဆုံးလက်နက်အခုအဲ့လိုဆက်သွယ်ထားအဲ့လိုမဟုတ်ဘူးအကိုကပုံမှန်ပေါ့ကျွန်တော်ပြောလို့ဒါ PIP ကြောင်းပြောလို့မရတော့အတကုံဖြစ်ကမင်းတို့နိုင်ငံကဘာမှမဟုတ်ပေါ့နော်အဲ့လိုအတကုံလေးသူတို့နဲ့အတေးအဲ့လိုဖင်ပိတ်ညင်းနေဆိုရင်ကိုသူတို့ကတော်ရုံတန်ရုံဆိုလွတ်ပေးတာများရပေါ့နော်ကိုသူတို့စီမှာနေတော့လေရှင်းရှင်းပြောလို့ကျွန်တော်တို့ကလည်းနားပါတယ်ဗျာတကယ်တမ်းပြောသွားတော့လေနားတယ်ဟုတ်ပုံဆောင်ရတယ်နေသမျှလည်းဟိုဒါပေးရပြီး TN30 တွေပါရအကုန်လုံးရတကယ်အားရအဲ့အစုံလုံးပေးရတော့မှသူတို့ကဖြစ်ပြက်နေတာဟုတ်ကဲ့ဟုတ်အဲ့လိုပါဟုတ်ကျေးဇူးပါရှယ်ပေးလို့ဟုတ်ကဲ့ဟုတ်ကျွန်တော်စာရီတော့ဝင်နေတယ်ဗျဟုတ်ဟိုကခုနကတော့ဘာတော့ PG ကနေ PV သမားလားမသိဘူးเนาะဘယ်သူမေးတာမသိဘူးဟုတ်ကျွန်တော်ဟို mic လေးနဲ့တစ်ချက်ပြန်မေးပေးပါလားဗျကျွန်တော်အဲ့စာရီကဖတ်လို့မရလို့ဗျဟုတ်ဟုတ်ခုနကကျွန်တော်စာလေးတွေးလိုက်တယ်ဗျဟိုခုနကတော့ PG ဖြစ်နေတာကိုကျွန်တော် PV ပြောင်းနေတယ်ဆိုလားမသိဘူးလေဟုတ်အဲ့ဒါလေးဟုတ်ကျွန်တော်တစ်ခြားလေးပြန်မေးပေးပါအောင်ဗျဟုတ်ချက်တဲ့ဟာလေးကိုပြန်ဖတ်ပြလိုက်မယ်နော်ကို PJ ဖြစ်နေတယ် PV ပြောင်းမှထိုင်းဘက်အလုပ်လျှောက်ဖို့ဆိုရင်ဘာတွေပြင်ဆင်ရမလဲအကိုခုမှစ plan နေတာပါထိုင်းနိုင်ငံမှာအလုပ်လျှောက်မှာနဲ့ပတ်သက်ပြီးတော့ခုမှစလေ့လာမှာဆိုတော့ process step ကိုတစ်ချက်အကြမ်းမြင်ပြောပြပေးလို့ရမလားအကိုဟုတ်ဟုတ်အခုကမြန်မာနိုင်ငံမှာပေါ့နော်အခုကဘယ်မှာရှိနေရအောင်ဗျဟုတ်မြန်မာပြည်မှာဟုတ်မြန်မာပြည်မှာကအခုက PG နဲ့လား PV နဲ့လားဗျဟုတ်အခုရှိနေတာPG เนาะဟုတ်PG ကဟုတ်တယ် PG ကPG ကိုကျွန်တော်တို့ PV ပြောင်းပြီးကမှဝင်လာချင်တာပေါ့အခုကျွန်တော်ဒီဘက်ကိုဟုတ်တယ်အဲ့ဆိုမြန်မာနိုင်ငံမှာတော့ပြောင်းလို့လွယ်တယ်ဗျဟုတ်မြန်မာနိုင်ငံမှာကျွန်တော်တို့ဒီတန်ယုံမှာတွားပြီးတော့ကျွန်တော်တို့ရှိနေတဲ့အခု PG ကိုကျွန်တော် PV တွားပြောင်းလို့ရတယ်တွားပြောင်းပြီးကမှကျွန်တော်တို့arrival နဲ့ပဲလာလိုက်ပေါ့နော်မဟုတ်ရင်ကျွန်တော်ဒီ PG နဲ့လာမယ်ဆိုရင်သူကဒီမြန်မာနိုင်ငံအထွက်မှာရစ်တာရှိမယ်ကျွန်တော်ဒီလေစိတ်ပေါ့နော်ကျွန်တော်တခါဒီဟိုတရား escalator မတက်ခင်မှာကျွန်တော်တို့အရစ်ခံရတာမျိုးရှိနိုင်တယ်ပြီးတော့ရင်ကျွန်တော်ဒီ time back အဝင်ဘက်မှာသူကရစ်တာမျိုးရှိနိုင်တယ်မဲ့ပဲအလုပ်ရထားတော့ဘာညာပေါ့နော်ဒီ PV နဲ့လာတော့အကောင်းဆုံးပဲကျွန်တော်ဒီမြန်မာနိုင်ငံတန်ယုံမှာတွားပြောင်းလို့ရတယ်ဟုတ်ခုနတော့ comment တစ်ခုကျွန်တော်တွေးလိုက်တယ်ဗျဟိုပါပေါ့နော်ဒီ
service ပေါ့ခုနကတော့ service ပေါ့ခုနကတော့ဟိုတခုခုပေါ့နော်ကျွန်တော်တခုခုဟိုပါပေါ့အရစ်ခံရတာမျိုးကျွန်တော်ဒီပြန်ပို့ခံရတာမျိုးပေါ့နော်အဲ့လိုကျွန်တော် ET တွေနဲ့ပတ်သက်ပြီးပြန်ပို့ခံရတာမျိုးအဲ့လို service ကို share ပေးပါဆိုရင်အဲ့ဆိုတော့ဟိုအများကြီးတော့ရှိရဗျကျွန်တော်အဲ့လိုကျွန်တော် bias ဖြစ်မှာဆိုလို့ပေါ့နော်ကိုတခြားလိုက်စုံစမ်းကြည့်မြန်မာနိုင်ငံပတ်တန်ရုံးက passport ရုံးကိုပြောတာလားတဲ့ဟုတ်တယ် passport ရုံးမှာပဲကျွန်တော်တို့ဟိုပါပေါ့နော်ကိုယ်တိုင်လုပ်လို့မရဘူးဆိုရင်လည်းကျွန်တော်ဒီ survey အလိုက်လို့ရတယ်ကျွန်တော်ဒီ PG ကနေ PV ပြန်ပြောင်းလို့ရတယ်အမ PV ကPG ကဟိုဟာနဲ့ဂျပန်ဒီပါထွက်ဖို့လုပ်ထားတာနဲ့တူတယ်ထိုင်းကတော့သူက PV နဲ့လာတာပိုကောင်းနေဗျဟုတ်အပြောက်လျှောက်ကြရတာလားတဲ့အပြောက်လျှောက်ကြရတာလားအပြောက်တော့မဟုတ်ဘူးကျွန်တော်ရှိနေတယ်ကျွန်တော်စာဟိုဟာကိုပဲအခုကပိတ်နေတယ်ကြားလို့တယ်အခုဟိုပါပေါ့နော်အခုလုံးလို့တော့ရပါတယ်လုံးလို့ရပါတယ်ဟိုဖြစ်ကျွန်တော်ဟို personal account တွေတစ်ချက်ပြီးရင်ပြောခဲ့ပေးမယ်ပေါ့နော်အဲ့ဒါကျွန်တော်ဟို link လေးတွေတစ်ချက်ပြန် share ပေးမယ်ဗျဟုတ်ပိတ်တော့မပိတ်ပါဘူးဗျဟုတ်ကျွန်တော်မြင်ပြချင်တယ် ဟုတ်ကဲ့ကိုဟုတ် ဟောလေကျွန်တော်ကအခုလက်ရှိမှာ